ဖို့ရှင်ကပျော်ရွှင်စရာအချင်နာစင်ကဲရဲ့ချစ်ပွဲရဲ့နှွေးကြမယ့်အချိန်ခါကိုရောက်ရင်မောင်ကိုလေးဖိတ်ခါထားဖိတ်စာကြည့်ပြလေးမှာမောင်ကိုယ်တိုင်လာရောက်ပါလို့ချီးမြှင့်လေပါနေချီဟောင်းရဲ့လက်ထက်မြင်လာအဝေးမှာဖို့ရှင်ကပျော်ရွှင်စရာအချင်နာစင်ကဲရဲ့ချစ်ပွဲရဲ့နှွေးကြမယ့်အချိန်ခါကိုရောက်ရင်မောင်ကိုလေးဖိတ်ခါထားဖိတ်စာကြည့်ပြလေးမှာမောင်ကိုယ်တိုင်လာရောက်ပါလို့ချီးမြှင့်လေပါနေချီဟောင်းရဲ့လက်ထက်မြင်လာအဝေးမှာမောင်ကိုယ်တိုင်ရောက်လို့သာလာပါမယ်အချစ်ရဲ့နောက်ဆုံးတွေ့ဆုံရင်ဖို့ကွယ်ရှင်မကွယ်တဲ့လက်ဆောင်ယူလာတယ်အချစ်စကားတွေပေးထားရဲ့